ပွဲမင်္ဂလာပါမေမေထက်ဒီစကောင်လေးတွေရတာလေမှွေနှောက်လာတာလေးတွေကိုမင်းထက်နဲ့တူတူဝိုင်းကြည့်ပေးကြပါအောင်ရှင်ဒါတော့ဖေဖေဒီမှာမေမေ gas တစ်စိတ်ဒီမှာဒီ gas တစ်စိတ်လေးကိုအရန်ကိုတန်တဲ့အတွက် discount လေးသူ့ရဲ့မူရင်းဈေးကမူရင်းဈေးကဈေးကြီးတယ်ဒီကဘယ်လောက်လဲမူရင်းဈေးကဒေါ်လာ80ဒီဟာဒေါ်လာ80ဆိုရင်ငါ4သိန်းဒီပါပေါ့နော်ဟုတ်တယ်မလားဒေါ်လာ80 4သိန်းဒီပါနော်အဲ့ဒါကိုမိထက်က discount လေးရလာတယ်25ကျပ်နဲ့နော်3သိန်းကျော်လေးနဲ့ရလာတယ်ဒီမှာ gas ရှိလေးမှာ gas စိတ်လေးနော်အဲ့ဒါကိုမှွေနှောက်ပြီးတော့မိထက်သူသွားရှာလာတာ discount ဈေးလေးပေါ့နော်အဲ့ဒါကိုဒေါ်လာ80ကိုဒေါ်လာ25ကျပ်နဲ့ရလာတာပါရှင်မိထက်ကြိုက်တယ်ခါလေးကတော့သူက medium size ဆိုတော့နည်းနည်းလေးပဲကြီးတယ်အင်ကြီးလေးဒီလိုထည့်ဝင်မှာပေါ့နော်ဒါလေးနဲ့ fashion ကျသွားအောင်မိထက်မှွေပြီးတော့နောက်တစ်ခုမှွေနှောက်လာတာလေးကဒါလေးပါရှင်ဒါလေးသူ့ရဲ့လက်ကလေးကိုကြိုက်လို့ပေါ့နော်လက်ကလေးကဒီမှာဖွာလေးဝစ်ကြည့်လိုက်သေးတယ်ထဲထဲမှာသွားဝစ်ကြည့်လိုက်တော့ small size မှာတော်တာ small size မှာသူ့ရဲ့မူရင်း price ကဘယ်လောက်လဲမူရင်း price ကဘယ်လောက်ဒါကဘယ်လောက်နဲ့ရလာလဲဆိုလို့ရှိရင်12ကျပ်နဲ့ရလာတန်တယ်တော့တော်တော်တန်တယ် reduce price ဟိုမူရင်းက40 50တန်ကို12ကျပ်နဲ့ရလာဝစ်ကြည့်လိုက်ရင်လှတယ်ဒီလက်ကလေးကလှတယ်လက်ကလေးကဝစ်ကြည့်လိုက်တဲ့ခါကျတော့လက်ကလေးကလှတယ်မှာဒီလက်ကလေးကြိုက်လို့အဲ့လိုမှွေနောက်ပြီးတော့သွားရှာရတာပေါ့နော်မိန်းကလေးဆိုတော့ဒါလေးနဲ့ဒါလေးနဲ့ fashion ပေါ့fashion ဒီစကတ်ကလေးလေးကြိုက်တယ်မိထက်ဟာလေစကတ်ရှိလာ gas စိတ်ဆိုတော့မစိုးဘူးလေနော်ဒါ gas ကလည်းနာမည်ရှိပြီးသားလေးဆိုဒါလေးကကြတော့17ကျပ်နောက်တစ်ခုကတော့ဒီဟာလေးလည်းအကုန်လုံးဆေးချတာလေးပေါ့နော်ဒီကိုတပြက်ဝတ်တဲ့ဟာလေးတွေကိုတပြက်ဝတ်တဲ့ဟာလေးတွေလေ့ကျင့်ခန်းလုပ်တဲ့ဟာလေးပေါ့နော်ဆေးချတာဆေးဒါကတော့တာချစ်လေးအတွက်ဂျင်းမောင်းမီလေးနဲ့ဆေးလေးတွေပေါ့နော်ဈေးရန်တန်နဲ့12ကျက်ကလေးပဲရှိတယ်မှာဂျင်းမောင်းမီလေးနဲ့သူက site နည်းနည်းကြီးမှရမှာတခါတည်းအကြီးပဲဝယ်လာလိုက်တာဒါတော့တာချစ်လေးအတွက် site ကြီးလေးနောက်တစ်ခုကဒါကတော့ဖေဖေအတွက်ဒီကနာဒီနာလေးဝတ်ကအောင်နော်ဖေဖေအတွက်ဒါလေးလည်းအကုန်လုံးဆေးတွေပဲ30ပဲဒါဆေးချတဲ့ဟာလေးဒီကတော့ဖေဖေတို့အတွက်တာချစ်တို့အတွက်ပုံများတာပေါ့နော်တာချစ်လေးအတွက်မဘေကလေးတွေမချေကလေးတွေအမေဆိုတော့အဲ့လိုမျိုးဈေးတန်တာလေးတွေဈေးချတာလေးဒီမှာဆိုလဲတအားတန်တယ်ဒီ Reebok ကဈေးကြီးတာလေ Reebok ကဈေးကြီးတာအဲ့ဒါကိုနွေရာသီ Reebok နွေရာသီရောက်တော့မယ်ဆိုတော့ဈေးချနေတာဆိုတော့ဟောတော့ဈေး price တွေ15ကျပ်ပဲရှိတယ်ဈေး price မူရင်းဈေးက30တန်းနေเนาะအဲ့လိုမျိုးဈေး price တွေ Reebok ကဈေးကြီးတယ်ဒါဆိုတော့လက် site လေးရှိတယ် site တွေကသူတို့မညီတော့ဘူးလေ site တွေကဟိုအသေးတစ်ထည်အကြီးတစ်ထည်အဲ့လိုလေးတွေပဲရှိတော့တဲ့အခါကျတော့ကိုတွေကအဲ့လိုဈေးချတဲ့အချိန်မှာဝယ်ရတယ်ဈေးဝယ်လို့ရှိရင်လေနောက်မို့ဆိုလို့ရှိရင်ဈေးတွေကဟိုတအားဒါဖေဖေအတွက်ဒီပဲမမီဝယ်လာဖေဖေအတွက်ဒီခေါက်ဈေးတွေနဲ့ဒီမှာ9ကျပ်ဒီမှာ9ကျပ်လှတယ်လားနော်9ကျပ်ဒါ left side တွေဖေဖေက left side တွေဝယ်တယ်ဆိုတော့အဲ့လို73ကျပ်ချတဲ့အချိန်ကြီးမဝယ်သေးဘူးမမီက9ကျပ်နောက်ဆုံးအချိန်ထိကြာတော့မှမမီကဝယ်တာဒါလေးဝယ်တယ်နောက်တစ်ခုအဲ့လိုမျိုးဈေးတွေပါပဲသွားဝယ်တာဈေးတွေမှာဒီမှာလဲ9ကျပ်တွေ့လား9ကျပ်ပဲရှိတယ်နော်ဒီမှာ9ကျပ်6ကျပ်နဲ့ရဖို့ဆိုတာမလွယ်ဘူးလေနော်သူ့မူရင်း price တွေက20တန်းနေ30တန်းနေကို9ကျပ်နဲ့ရလာ9ကျပ်ဒီမှာလေသူ့အတွက်လေးတွေပဲပေါ့နော်ဖေအမီသူ့အကုန်ဝယ်ပေးတာမမီကလေမမီကသူ့အင်ဂျီဝတ်စားတွေပါတယ်ဆင်ပေးတာဘယ်လိုမျိုးဆေးကောင်းတဲ့ဟာလေး10ကျပ်ဒီမှာ10ကျပ်တွေ့လားဒီလိုမျိုးအဝါရောင်ဒီဟာလေးတွေဆိုအဲ့ဒါဆေးချတဲ့ဟာလေးဒီမှာ10ကျပ်ဒီမှာဒါလေး Reebok ဒီပေါ့နော် quality လေးကောင်းတယ်ဆေးတွေလည်းချထားတယ်ပေါ့နော်ဒါဒီခါကတော့ဖေဖေရဲ့တာချီရဲ့မိမိတို့ကတော့တစုံလေးရဲ့ပေါ့နော်ဆေးတွေချတဲ့အချိန်မှာသွားဝယ်ထားတာဖြစ်ပါတယ်ရှင်အခုလိုအားပေးချူကြတဲ့ကျေးဇူးတင်ပါတယ်မိထက်ကိုချစ်ခင်တဲ့စိတ်ကလေးနဲ့ကြည်ပေးကြတဲ့အတွက်အားလုံးကျန်းမာချမ်းသာရင်လုံးစိတ်မအေးချမ်းကြပါစေတတာ